မွန်ဒုတ်နှင့်လုတ်ရေးကန်ရဲလက်ဝေးသေးသဖြင့်ရတတ်သမျှလူသူလက်နဲ့တရင်ရိပ်ချီစုဆောင်းလာခဲ့ကြဟုအလောင်းမင်းတရားကလွတ်လိုက်ရလက်ရဘီလူနှင့်တပ်သား55ယောက်တို့လှေထမနှုတ်ပြီးမင်းတပ်ဖွဲ့လျက်ထွက်သွားကြလေသည်စလင်ကာသူမင်းရွာပြက်လေမင်းကြံနှင့်ပင်လေရွာဘက်သို့ရောက်နေကြသောလက်ရပြန်ချီတူရင်ပန်ချီတို့တပ်များကိုလိုက်လံရှာဖွေပြီးမင်းနီကျော်တရင်စုံစမ်းရာအင်းဝါကိုဝိုင်းရန်ချီတက်သွားသောဥပရာဇတပ်တွင်ပါသွားကြောင်းသိရလေ၏သူနှင့်အင်းဝါသို့အမြန်ပြန်ခဲ့ကြသည်အင်းဝါတွင်မွန်စစ်သူကြီးတလပန်းတပ်များနှင့်တနက်ဝင်းမင်းလမင်းခေါင်ကျော်တို့ရေတံများအပြင်းအထန်တိုက်ပွဲဖြစ်ပွားနေလေပြီအင်းဝမြို့တွင်မှသားတော်မြေတူးမင်းသားတပ်များကလည်းရန်ထားသောမွန်ဥပရာဇတပ်များကိုထွက်တိုက်ကြ၏လက်ရပြေလူဤတပ်ကမြင်းနီကျော်ရှိနေသောရွှေကျဲရဲ့တပ်ကိုစုံစမ်းပြီးဝင်စည်းကြရာစစ်သုံးဖက်ဆိုင်မိ၍မွန်တပ်များအစီအသားမရှိပြစ်ပြေးကြလေသည်လက်ရပြေလူရရှိစီးနှင်းလာသောမြင်းကိုမြင်လျင်လက်ရပြန်ချီပြေးရနောက်သို့လိုက်ခေကြဘူးသူတိုင်းကမှတ်မိကြ၏စီတာမင်းကြီးကအလောင်းဖျားထံဆက်သက်ရဆိုရစကိုင်းတောင်ဘက်တဲတောင်ရ၌တက်ချရနားနေသည်မင်းတရားထံချက်ချင်းဝင်တွေ့ပြီးဖုံးတော်ကြောင့်မင်းကြီးကြော်စွာဤမြင်းနီကျောကိုလက်ရခဲ့ကြောင်းပါဖျားအရှင်တွင်လည်းမြင်းနှိပ်ရင်ကျောကိုရွှေဆက်တင်လေပြီးသည့်သူ၏ဤမြင်းကိုကပိမျိုးအားပေးသနာတော်မူပါရန်လျှောက်ထားတောင်းပန်အပ်ပါသည်ဖျားဟုဆက်တည်ရင်ကတခါတည်းပြန်တောင်းယူလေသည်အလောင်းမင်းတရားကြီးလည်းစစ်နိုင်တော့ကြောင့်စိတ်တော်ကြီးလင်းခိုက်ချေရာပြုံးရဲ့ပြီးလျင်ငါသာသနာပြုရမည်မင်းမှန်သည့်အလျောက်သစ္စာပြုသည့်အတိုင်းငလင်တော်လဲ၍ရန်စစ်ကိုအောင်လေပြီးသည်ချီးမြင့်ထိုက်သူမားကိုချီးမြင့်ရပေမည်ငဆန်ရေလဲသစ္စာရှိသည်လောက်ရေးကြံဤတွင်သူမတူအောင်စိတ်အေးရသည်ငါသားငယ်ကဲ့သို့ပင်မှတ်ယူပါ၏ယခုလဲလူချင်းသည့်အလျောက်ရွှေနာတော်ပူစာနေပြီမူးမြက်များရဲခိုးကြသည်အခြားပွဲလန်းရသူများကိုမချီးမြင့်ခင်လျင်ရှေးဦးတောင်းယူသူကရှိနှင့်လေပြီးဖြစ်သည်ရဲကြပြန်လေသည်ဒီမြင်းကိုလိုချင်လျင်ငါသားတော်များမမြင်စေနှင့်ဟုအတော်ဖောက်လျက်ပေးလိုက်လေသည်လက်ရပဲလူလဲဝမ်းမြတ်ဝမ်းသာပင်မြင်းကိုယူလျက်သားတော်ကြီးအင်းရှိမင်းမြေတို့မင်းပဒုံမင်းစသူတို့မြင်ပါကသိမ်းယူမည်ဆို၍မင်းသားများမမြင်မတွေ့စေရန်ရှောင်ရှားနေလေတော်သည်ခုလိုဇတ်လန်းများကိုစက်တင်နိုင်ဖို့ကျွန်တော်တို့ History Burma Channel ကို Like Share Comment Subscribe နဲ့ဘေးကခေါင်းလုံးလေးလည်းနှိပ်ပေးခဲ့ပါအောင်ဗျ